မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းမှာစစ်တပ်နဲ့ PDF တပ်ဖွဲ့များတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မတ်လ19ရက်နေ့မနက်ပိုင်းကနေညနေပိုင်းအထိကြောင်နဂါးရွာဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။စစ်တပ်ဘက်ကလည်းမိုးကုတ်မြို့ထဲကနေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မတ်လ12ရက်နေ့ကလည်းမိုးကုတ်မြို့အနောက်ချမ်းကြောက်စင်ရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က9ဦးသေဆုံးခဲ့တယ်လို့သတင်းထွက်ပေါ်လာပါတယ်။လက်ရှိကြောင်နဂါးရွာမှာရှိတဲ့ဒေသခံတွေစစ်ပေးရှောင်နေကြရတယ်လို့သိရပါတယ်။